Okay ကျွန်တော်ရဲ့ညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်အခုလက်ရှိပြရေးမှာတော့ Honda One Ton လေးဖြစ်ပါတယ်ဗျာနော် Honda One Ton လေးလုံးဝရှယ်တန့်တယ်အနာစာလုံးဝမရှိပါဘူးဗျာနော်ကျွန်တော်ပတ်လည်လိုက်ပြပေးမယ်အားလုံးအော်ပတ်လည်လေးနဲ့ရမယ်ဗျာနော်မအော်ပတ်လည်လေးလုံးဝအနာစာလုံးဝမရှိဘူးလုံးဝတစ်စီးလုံး original တိုင်းရမယ်ပါကင်ဂျော်ဒန်ရမယ်ဗျာနော် Okay ကျွန်တော်ပြပေးမှာတော့ဒီကောင်ကတော့အဖိုင်း modify နေမရှိဘူး original နဲ့ပဲရမယ်ဗျာနော်။အော်ပတ်လည်နဲ့ရမယ် model က2024ဘိန်းလုံးဝရှယ်တတ်မယ်။တာယာအနေထားကိုကြည့်ပါ100%အပြည့်နဲ့ရမယ်ဗျာနော်။စေးသားကျွတ်တာပါညာပါထုံးကမရှိပါဘူး။ Okay ဒီမှာအင်ဂျင်လုံးနဲ့လုံးဝတတ်မယ်ရှေ့တာယာတွေလုံးဝ100%နဲ့အပြည့်နဲ့ရမယ်ဗျာနော်။အင်ဂျင်ချမ်းနေဆိုရင်လုံးဝတတ်မယ်။အနာစာလုံးဝစီယိုစိမ့်မှုလုံးဝကဲမယ်ဗျာနော်။စားတဲ့နာမည်ကြောင်းပြည့်စုံနဲ့ရမယ်။ဒီဘဲလေးကိုစိတ်ဝင်စားရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဗျာနော်။ Okay ကျွန်တော်ဒီကောင်လေးကိုဆက်နှိုးပြမယ်နော်ကောင်လေးကိုကျွန်တော်ဆက်နှိုးပြမယ်စကင်နယ်မီးဆိုဇုံမီးတွေပါတုံးလို့ရမယ်ဗျာနော်ဆက်တက်နှိုးတောက်ဝီးပဲနော်တန်းနှိုးပဲနော်ဆက်နှိုးထားပြီးဆက်တန်တော့မကြားရဘူးဗျညံ့နေရပဲဗျာနော်အရင်တည်းကျွန်တော်ပြင်းနှားထောက်မယ်လုံးဝညင်ရမယ်လုံးဝရှယ်ညင်ရမယ်ဗျာနော်ရှယ်လုံးဝညင်နေရမယ်Okay ဘယ်ရအနေထားအောင်မကြည့်ဇုံမီးတွေပါရမယ်ဗျာနော်ရှေ့မီးတွေပါလုံးဝရှယ်လှမယ်ဒီကောင်လေးစိတ်ဝင်စားရင်ကျွန်တော်ကိုဆက်သွယ်နိုင်ပါလေဗျာနော်ဒီကောင်လေးကတော့ model 2024ရောင်းဈေးကတော့39,900နဲ့900ပတ်ထက်နဲ့ရောင်းပေးမယ်ဗျာနော်လက်ငင်းဈေးပါ Okay အရေးကြလို့ရင်နော်ဒီကောင်လေးကိုအရေးကြတောင်းငွေ2000နဲ့ထုတ်ပေးမယ်ဗျာနော်တောင်းငွေ2000နဲ့ထုတ်ပေးမယ်1800 2000လောက်နဲ့အရေးကြထုတ်ပေးမယ်ဗျာနော်နေနေတဲ့ညီကိုတွေပြန်မလာကြည့်လို့ရပါတယ်ပြန်မလာကြည့်လို့ရတယ်ဒီကိုယ်တိုင်လာရောက်ဆန်းတက်လို့ရပါတယ်ဗျာနော်ကီလိုကတော့1100လေးပဲရှိသေးတယ်ဗျလုံးဝရှယ်တတ်မယ်ကဲကောင်လေးကတော့ဥသူရမယ်ဗျနော်ရစ်ကြလက်ငယ်လက်ထက်အားလုံးရမယ်ဗျအခုဒီကောင်လေးစိတ်ဝင်စားကျွန်တော်ယုံကြည်သက်စောင့်တင်နိုင်ပါလေဗျအယောင်ငွေရှည်စနစ်ဖြစ်လဲကျွန်တော်ရောင်းချပေးပါလေဗျကျွန်တော်ပတ်လက်လေးလိုက်ကြပေးရတာဖြစ်ပါတယ်ဒီကောင်လေးကတော့စတီကာလေးနော်အလှလေးတွေထည့်ပေးရတာဖြစ်ပါတယ်ဗျနော်စတီကာအလှလေးတွေအုပ်ပေးရတာပါကျန်တော့ဘာမှမဖြစ်ပါဘူးဗျနော်โอเคအားလုံးပဲဘိုင်ပါဗျနော်